သမင်းဝိုင်းလေးပြင်ထားပါပြီဒီဟာက9ကောင်းနှစ်ရှင်မှာ9ကောင်းနှစ်ရှင်ဒါလေးကဗမာကျက်အာလူဒါလေးကငခုကျော်လေးကဂျင်းလေးရဲ့ကြက်သွန်အဖြူလေးရဲ့ကိုအရင်ညှစ်ပြီးတော့မှငခုလေးကိုစားလေးနဲ့အရသာမုံလေးနဲ့အရင်ဆုံးနှက်ပြီးအကြိုင်းနှက်ပြီးမှကြောထားတဲ့ငခုကျော်မှုလေးပါဒါလေးကအိမ်ကလှုပ်ထားတဲ့ငရမ်းကြောက်လုံးဝဓာတုစေဝါလုံးဝမပါပဲအိမ်ကလှုပ်ထားတဲ့ငရမ်းကြောက်စစ်ကလေးကိုပဲစီမှုလေးနဲ့စိန်ထားပါတယ်ဒါလေးကကိုယ်တိုင်ထောင်းငပီးထောင်းကိုလုံးဝညက်အောင်မထောင်းနိုင်ပါဘူးဆိုသူတွေအတွက်ကိုဒီနေ့ကိုဟာကိုထောင်းပြထားတော့ငပီးထောင်းလေးဒါတော့နည်းနည်းလိုတယ်နော်ဒါပေမဲ့နိုင်ဝဲလောက်တော့ထောင်းလိုက်ရကဲဆိုတော့လည်းတင်းပြီးပြီစွန်းနေလည်းလောင်းပြီးပြီမိအတွက်ထမင်းဝိုင်းလေးလည်းပြင်ပြီးပါပြီအားလုံးစားကြပါအောင်ရှင်